စီပေါစာကားတိတ်မောက်ပြီးမိလောင်မှုတွင်တေဆုံးသွားခဲ့ရတဲ့ဆီယာမာလေးတို့မောင်နှမနှစ်ဦးမင်္ဂလာပါပရိသတ်ကြီးတို့ရေအခုတခါမှတော့အရန်ကိုချစ်စရာကောင်းပြီးကလေးတွေပေါ်ဂယူးဆိုင်တဲ့ဆီယာမာလေးတယောက်ကိုဆုံးရှုံးလိုက်ရပါတယ်ဒီဖြစ်စဉ်ကတော့23ရက်5လ2025ကဖြစ်သွားခဲ့တာဖြစ်ပြီးတောင်ကြီးဟိုပုံရှစ်မိုင်မှာစီပေါစာကားပရိတ်ပေါက်ပြီးမောက်ရမှာမိထလောင်ကဆိုင်ကယ်2စီးပါဝင်ကား3စီးပါမိတဲ့ပါသွားခဲ့တာဖြစ်ပြီးလူတွေလည်းတေကြတယ်လို့ကြားသိရပါတယ်တောင်ကြီးဟိုပုံပြည်အောင်စုလမ်းမကြီးပေါ်ပင်းပတ်တန်တောင်လမ်းခွဲထံနောင်လန်ရွာနာမှာစီပေါစာကားတစ်စီးဘရိတ်ပေါက်ပြီးအချိန်မထိန်နိုင်တော့ပဲကားလေးစီးဆင်းတိုက်တယ်လို့ဆိုင်ကယ်တစ်စီးပါကားအောက်ရောက်သွားခဲ့တာလို့ဆိုပါတယ်ဒီထဲမှာကိုသိန်းစိုးဦးမငိမ့်သူမောင်နှမနှစ်ယောက်ပါသွားခဲ့ပါတယ်မငိမ့်သူကတော့ New Life Private School တွင် Students Affairs Supervisor ပြင်ဆောင်ရွက်နေတာပါမငိမ့်သူကတော့တန်28နှစ်အရွယ်သားရှိသေးပြီး23ရက်5လ2025နေ့မှာတော့ကျောင်းကနေဟိုပုံးကအိမ်ကိုမောင်နှမနှစ်ယောက်အိမ်ပြန်လာခဲ့ကြတာဖြစ်ပြီးအိမ်ပြန်မရောက်ခင်ရပဲလမ်းမတွင်အဖြစ်ဆုံးတဲ့ကျုံကမောင်နှမနှစ်ယောက်တို့ပွဲချင်းပြီးတေဆုံးသွားခဲ့ပါတယ်အဆိုပါ private school ဆရာမလေးဟာသူမအိမ်ကိုအကိုဖြစ်သူနဲ့တူဆိုင်ကယ်စီးကပြန်နေရင်ဟိုပုံးပင်ပတ်လမ်းပေါ်မှာကားကိုကြော်တက်စဉ်အနီးနားရှိစီပေါစာကားကတိမ်းမောင်မိလောင်ခဲ့တာကြောင့်သူမတို့စီးလာတဲ့ဆိုင်ကယ်ကကားတွေကြားညက်ပြီးဆရာမလေးတို့မောင်နှမနှစ်ဦးလည်းပါဝင်ဆုံးပါသွားခဲ့ရတာလို့သိရပါတယ်ဆရာမလေးဟာတန်28နှစ်သားရှိသေးတာဖြစ်ပြီးဆရာမလေးတို့မောင်နှမကိုမေလ24ရက်နေ့မှာတကြိုခဲ့တာဖြစ်ပါတယ်ဆရာမလေးတည်ဆုံတာနဲ့ပတ်သက်ပြီးအားလုံးကနှမျောတတဖြစ်နေကြပြီးအမြဲတက်ကြွပြီးဖော်ယူတဲ့ဒီချိန်ကျောင်းကျုပ်ချင်းဆိုကျောင်းသားမိဘတိုင်းနီးနီးကိုလူမြင်တာနဲ့ကျောင်းသားနာမည်တန်းခေါ်ပေးတတ်တဲ့ဒီချိန်ခုလိုဖြစ်တဲ့ကြတော့မိသားစုနဲ့အတူထပ်တူဝမ်းနေရပါတယ်ကျောင်းရဲ့အတောက်ပါဆုံးဝန်ထမ်းတွေကတဦးဖြစ်တဲ့အတွက်လုပ်ဖို့ကင်ပတ်ဝန်ထမ်းတွေမကကျောင်းသားကျောင်းသူမိဘအများစုတတိထားမိတဲ့သူတယောက်ဖြစ်တဲ့အတွက်ပို၍နှမျောဝမ်းနဲ့စိတ်မကောင်းဖြစ်ရပါတယ်စိတ်မကောင်းလိုက်တာဒီဆီယာမကအမြဲတွေးလိုက်ရင်တက်ကြွလန့်ဆန်နေတာကျောင်းပွေးလိုက်လေအမြဲရှိဆုံးကထိန်လေတဲ့ကဆိုကလေးတွေနဲ့အတူတူရှေ့ကထိန်ပေးကူပေးပျော်ပေးနေတာအရန်စိတ်မကောင်းဖြစ်ရပါတယ်ကောင်းမွန်သောပုံပေါ်မှာအေးချမ်းပါစေနောင်ဘဝဒီလိုဖြစ်ဆိုးမျိုးနဲ့မကြုံပါစေနဲ့လို့ဆုတောင်းပေးလိုက်ရပါတယ်ဆရာမလေးတို့မောင်နှမနှစ်ယောက်အတွက်ဆုတောင်းစကားလေးတွေကိုပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နော်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်မြင်းဒီကုန်းတဝိုက်နေထိုင်သူများနဲ့လမ်းသွားလမ်းလာများကိုအတင်းလက်ထားပြီးအလူခံနေတဲ့အတူရောင်ဖုန်ကြီးအားလုံးမင်္ဂလာပါဒီဗီဒီယိုလေးကတော့မြင်းဒီကုန်းနဲ့အနီးနားကလူတိုင်းသတိထားကြဖို့တင်ဆက်ပေးလိုက်ပါတယ်ဒါကတော့လက်ရှိရန်ကုန်မြို့တော်တော်များများမှာဖုန်ကြီးရောင်ဆောင်ကအလူခံနေတဲ့ဖုန်ကြီးထုတွေများလာခဲ့တာပါဖုန်ကြီးဦးစင်းစစ်တွေကအလူခံချင်းလေးထမရှိပဲသင်္ကန်းချုံကအယောင်ဆောင်လူခံနေကြတာပဲဖြစ်ပါတယ်တကယ်ဆိုတန်ဃာတွေကအလူခံအောင်ဆုံးခံတာတွေရှိတော့တက္ကဒကမတွေကလူကြပါတယ်ဒါပေမဲ့ခုလိုဖုန်ကြီးရောင်ဆောင်ပြီးအလူခံတဲ့သူတွေကလူတဲ့သူတွေကို200လူရင်တော့မဟုတ်ဘူး900မှတို့မုံဟင်းငါဖို့တို့ကြံရင်ဘိုးလေးရမှတို့အလူခံလာကြပါတယ်ဒါအပြင်ပိုဆိုးတာကတော့မပေးရင်သင်္ကန်းချုံနဲ့ဆဲသွားတဲ့သူတွေလည်းရှိပါသေးတယ်ဒီလိုမျိုးဘုံကြီးတုရှိလာတာကသာသနာတော်ကိုညှိုးနှံသွားစေနိုင်တယ်လို့ရန်ကုန်မြို့ရှိလူစီကားရနေရာများမှာဘုံကြီးများကဲ့သို့ဝတ်စားကအလူခံနေမှုများပုံမှန်များပြလာပါတယ်ခုတခါမှလည်းဘုံကြီးရောင်ဆောင်ပြီးအတင်းဆွဲတာလူခံနေတဲ့ဦးစင်းတွေကိုတတိထားနိုင်အောင်ကိုရိကြုံရသူအမျိုးသမီးကတင်ပေးလာခဲ့တာပဲဖြစ်ပါတယ်မြင်းဒီကုန်းလေးတယောက်တည်းတွန်းတက်တဲ့သူတွေနဲ့အားလုံးတတိထားကြဖို့ပါကျမဒီနေ့မီတာသွားဆောင်တော့ပထုံမှာပန်းချန်နာမှာတန်ခါရောင်ဆောင်ထားတဲ့ဦးစင်းနှစ်ပါးစုံတွဲတွဲကိုအတင်းလက်တာကဝိုင်းပြီးငွေတင်းတောင်းနေတာကိုတွေ့လိုက်ရပါတယ်။ကိုကပထုံမှာပန်းချန်ဘက်ကိုလန်ကူနေရင်တတောင်ပလက်ဖောင်းမှာအဲ့ဒီဖြစ်ပျက်ကိုတွေ့တော့ချက်ချင်းပဲပတ်စံရိတ်ကိုကြောပွေထဲထည့်လိုက်ပါတယ်။ပြီးမှလန်ကူတော့အဲ့ဒီဦးစင်းနှစ်ပါးကအရှိကစုံတွဲစီကပတ်စံလေးရကောင်ချက်ချင်းပြေးပြီးကိုပတ်လှည့်လာပါတယ်။လှည့်လာတဲ့ပုံစံကအရှိမတယောက်အနောက်မှာတယောက်လက်နှစ်ဖက်ကိုဆန်ကားပြီးဝိုင်းတားပါတယ်။ပြီးတော့ရေးစားလို့ကြံရည်လေးတိုက်ဆံမှာဆိုပြီးတောင်းလာပါ။ကိုကလည်းတန်ခါစစ်မဟုတ်မှန်တတိပြူမိတော့ကျောင်းလာတတ်တာပတ်စံမပါဘူးပြောလိုက်တော့မပါရင်လည်းသွားလီလိုပဲဆိုပြီးဆဲကထွက်သွားကြပြီးခဏနေတော့ကျောင်းတရားဘက်ကိုတက္ကစီငှားသွားကြပါတယ်။သူတို့ကားငှားနေရင်အနောက်ပြန်လဲတာကိုဓာတ်ပုံရိုက်ထားတာပါ။ပြီးတော့စမ်းချောင်းလမ်းဘက်ကိုဆက်လျှောက်သွားနေတော့ကားကမောင်းလျက်နဲ့ကားပေါ်ကနေနင်တတိထားနေကောင်းမဆိုပြီးလှမ်းချင်းသွားပါသေးတယ်။ဒါကြောင့်အများတတိထားစီရန်တင်ပေးတာပါ။ကိုလည်းမိန်းကလေးတယောက်တည်းသွားနေတော့ကြုံလိုက်ရပေမဲ့မကြောက်ပါဘူး။
ဒါကကြောက်စရာမဟုတ်ပါဘူးဥပဒေမဲ့ရင်ဥပဒေကိုကိုယ်တိုင်ဖန်တီးမယ်ပြောလို့မရဘူးဒါကနေကင်းကြောင်တောင်ကြီးမို့ညဘက်ဆိုလက်ရဲဆက်ရင်ဆွဲလာရလာလို့ကောင်းလုံနိုင်ပါတယ်အချင်းဒီကိုချင်းချိန်မှာကျန်ရီ1500တန်တစ်ခွက်ကြောင့်ဝယ်မတောင်းနိုင်ဘူးတက္ကစီတော့9000-6000ပေးပြီးစီးတယ်ဆိုကြတဲ့ကတန်ကားရောင်းဆောင်အောက်တန်းစားတွေပါပပလစ်နဲ့တင်တာမို့ကန်ကောင်းပြီးဦးစင်းတို့တွေလည်းတပည့်တော်မကြောက်ပါဘူးလို့မြို့နယ်မနက်မှာလှုပ်ရှားနေတဲ့ဘုံကြီးတူတွေအကြောင်းပြောပြလာခဲ့တာပဲဖြစ်ပါတယ်ခုကြည့်နေတဲ့သူတွေကရောဒီလိုဘုံကြီးတူတွေနဲ့ကြုံဘူးကြပြီလားအမြင်လေးကိုလည်းပြောပြပေးခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်စီပေါစာကားတိတ်မောက်ပြီးမိလောင်မှုတွင်သေဆုံးသွားခဲ့ရတဲ့ဆီယာမလေးတို့မောင်နှမနှစ်ဦးမင်္ဂလာပါပရိသတ်ကြီးတို့ရေအခုတစ်ခါမှတော့အရန်ကိုချစ်စရာကောင်းပြီးကလေးတွေပေါ်ဂယူးဆိုင်တဲ့ဆီယာမလေးတယောက်ကိုဆုံးရှုံးလိုက်ရပါတယ်ဒီဖြစ်စဉ်ကတော့23ရက်5လ2025ကဖြစ်သွားခဲ့တာဖြစ်ပြီးတောင်ကြီးဟိုပုံရှစ်မိုင်မှာစီပေါစာကားပရိတ်ပေါက်ပြီးမောက်ရမှာမိထလောင်ကဆိုင်ကယ်2စီးပါဝင်ကား3စီးပါမိတဲ့ပါသွားခဲ့တာဖြစ်ပြီးလူတွေလည်းတေချာတယ်လို့ကြားသိရပါတယ်တောင်ကြီးဟိုပုံပြည်အောင်စုလမ်းမကြီးပေါ်ပင်းပတ်တန်တောင်လမ်းခွဲထံနောင်လန်ရွာနာမှာစီပေါစာကားတစ်စီးဘရိတ်ပေါက်ပြီးအချိန်မထိန်နိုင်တော့ပဲကားလေးစီးဆင်းတိုက်တယ်လို့ဆိုင်ကယ်တစ်စီးပါကားအောက်ရောက်သွားခဲ့တာလို့ဆိုပါတယ်ဒီထဲမှာကိုသိန်းစိုးဦးမငိမ့်သူမောင်နှမနှစ်ယောက်ပါသွားခဲ့ပါတယ်မငိမ့်သူကတော့ New Life Private School တွင် Students Affairs Supervisor ပြင်ဆောင်ရွက်နေတာပါမငိမ့်သူကတော့တန်28နှစ်အရွယ်သားရှိသေးပြီး23ရက်5လ2025နေ့မှာတော့ကျောင်းကနေဟိုပုံးကအိမ်ကိုမောင်နှမနှစ်ယောက်အိမ်ပြန်လာခဲ့ကြတာဖြစ်ပြီးအိမ်ပြန်မရောက်ခင်ရပဲလမ်းမတွင်အဖြစ်ဆိုးတဲ့ကျုံကမောင်နှမနှစ်ယောက်တို့ပွဲချင်းပြီးတေဆုံးသွားခဲ့ပါတယ်အဆိုပါ private school ဆရာမလေးဟာသူမအိမ်ကိုအကိုဖြစ်သူနဲ့တူဆိုင်ကယ်စီးကပြန်နေရင်ဟိုပုံးပင်ပတ်လမ်းပေါ်မှာကားကိုကြော်တက်စဉ်အနီးနားရှိစီပေါစာကားကတိမ်းမောင်မိလောင်ခဲ့တာကြောင့်သူမတို့စီးလာတဲ့ဆိုင်ကယ်ကကားတွေကြားညက်ပြီးဆရာမလေးတို့မောင်နှမနှစ်ဦးလည်းပါဝင်ဆုံးပါသွားခဲ့ရတာလို့သိရပါတယ်ဆရာမလေးဟာတနက်18နှစ်သားရှိသေးတာဖြစ်ပြီးဆရာမလေးတို့မောင်နှမကိုမေလ24ရက်နေ့မှာတကြိုခဲ့တာဖြစ်ပါတယ်ဆရာမလေးတည်ဆုံတာနဲ့ပတ်သက်ပြီးအားလုံးကနှမျောတတဖြစ်နေကြပြီးအမြဲတက်ကြွပြီးဖော်ယူတဲ့ဒီချိန်ကျောင်းကျုပ်ချင်းဆိုကျောင်းသားမိဘတိုင်းနီးနီးကိုလူမြင်တာနဲ့ကျောင်းသားနာမည်တန်းခေါ်ပေးတတ်တဲ့ဒီချိန်ခုလိုဖြစ်တဲ့ကြတော့မိသားစုနဲ့အတူထပ်တူဝမ်းနေရပါတယ်ကျောင်းရဲ့အတောက်ပါဆုံးဝန်ထမ်းတွေကတဦးဖြစ်တဲ့အတွက်လုပ်ဖို့ကင်ပတ်ဝန်ထမ်းတွေမကကျောင်းသားကျောင်းသူမိဘအများစုတတိထားမိတဲ့သူတယောက်ဖြစ်တဲ့အတွက်ပို၍နှမျောဝမ်းနဲ့စိတ်မကောင်းဖြစ်ရပါတယ်စိတ်မကောင်းလိုက်တာဒီဆီယာမကအမြဲတွေးလိုက်ရင်တက်ကြွလန်းဆန်နေတာကျောင်းပွေးလိုက်လေအမြဲရှိဆုံးကထိန်လေတဲ့ကဆိုကလေးတွေနဲ့အတူတူရှေ့ကထိန်ပေးကူပေးပျော်ပေးနေတာအရန်စိတ်မကောင်းဖြစ်ရပါတယ်ကောင်းမွန်သောပုံပေါ်မှာအေးချမ်းပါစေနောင်ဘဝဒီလိုဖြစ်ဆိုးမျိုးနဲ့မကြုံပါစေနဲ့လို့ဆုတောင်းပေးလိုက်ရပါတယ်ဆရာမလေးတို့မောင်နှမနှစ်ယောက်အတွက်ဆုတောင်းစကားလေးတွေကိုပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နော်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်